ဒါဘယ်ဈေးလဲမသိဘူးအိမ်မှာငါသားသမီးတွေဟော့ပေါ့ဆိုလားဘာဆိုလားမသိဘူးလှုပ်စားမလို့တဲ့ကျုပ်ကိုဝယ်ခိုင်းလိုက်တာဟော့ပေါ့တဲ့ထက်စားလို့ရတဲ့အရွက်တွေမဟုတ်လားငါ့ကိုနည်းနည်းစီရောင်းပေးပါတောက်ဈေးတွေကြီးလိုက်တာလွန်ရောပဲကို့သားသမီးတွေတစ်ခါတလေလှုပ်စားစေခြင်းလို့သာဝယ်လာတာဆလံပါတာတယ်မပြောချင်ဘူးအမေဝယ်လာတဲ့ပင်လယ်စာတွေစေးနေတာလေအမေကိုဟော့ပေါ့စားဖို့ပူစားရတာမလွယ်ဘူးကျုပ်ကအရွက်ဆိုအရန်ကြိုက်တာဒါကြောင့်ဘာပဲချက်စားစားအရွက်ပါမှစားတတ်တာလေဟောပေါ့တစ်ခါလှုပ်စားရတယ်မလွယ်ဘူးပင်ပန်းလိုက်တာဟူးကဲအားလုံးပဲဟော့ပေါ့လာစားကြပါအောင်လို့ဖိတ်ခေါ်ပါရနော်